ကိုပီနှင့်မော်အိုးကြီးတခါတော့ကကိုပီလို့ခေါ်တဲ့လယ်သမားတစ်ယောက်ရှိတဲ့တနေ့မှာတော့ကိုပီဟာစိတ်မကောင်းခြင်းများစွာနဲ့သူ့ရဲ့လယ်ကွင်းစီကိုထွက်လာခဲ့တယ်။နွေရာသီရောက်နေပြီဖြစ်ပေမဲ့သူ့ရဲ့လယ်ကွင်းထဲမှာဘာကောက်ပဲတီးနှံမှထွက်မလာသေးလို့ပါပဲ။ဒီနေ့လဲငါလယ်ကွက်ကဘာမှမထွက်သေးပါလား။အခုတော့ငါဘာဆက်လုပ်ရပါမလဲလို့သူကညှဉ်းညူနေမိတယ်။မင်းကြီးစီကိုတီးနှံတွေမပို့နိုင်ရင်တော့ငါအတွက်ပြဿနာပဲ။အဲ့ဒီလိုနဲ့တနေ့မှာတော့ကိုပီဟာအတီးနှံမဖြစ်ထွန်းတဲ့မြေမကြီးကိုတူးရင်းနဲ့လက်လျှော့တော့မယ်ဆဲမှာသူ့ရဲ့ပေါက်ပြားကမာကျောတဲ့အရာတစ်ခုကိုတွားထိမိပါလေရောဟင်းဒါဘာကြီးလဲသူစတူးကြည့်လိုက်တဲ့အခါအိုးကြီးတစ်လုံးဖြစ်နေတာကိုတွေးလိုက်ရတယ်ငါးလေထဲမှာဒီအိုးကြီးကဘာလာလုပ်နေတာလဲအတွင်းထဲမှာလည်းဘာမှမရှိပါလားပင်ပန်းတူးခဲ့ရပေမဲ့ဘာရလက်မှမထွက်လာတဲ့အတွက်ကိုပီဟာအယမ်းစိတ်ပြတ်သွားပြီးသူ့ရဲ့ပေါက်ပြားကိုအိုးထဲပစ်ထည့်လိုက်တယ်ပြီးတော့အနားကတစ်ပင်ရိပ်အောက်မှာသွားနားနေလိုက်တာပေါ့ခဏကြာလို့အိမ်ပြန်ဖို့ပေါက်ပြားကိုတွားယူတဲ့ခါမှာတော့အံ့ဩစရာကြီးဖြစ်နေပါပြီအိုးထဲမှာပေါက်ပြားပေါင်း100တောင်ဖြစ်နေတာကိုတွေ့လိုက်ရတယ်ဟင်းဒါဘလို့ဖြစ်နိုင်မှာလဲငါထည့်လိုက်တာပေါက်ပြားတစ်ခုတည်းလေကိုပီဟာအိုးထဲကပေါက်ပြားတွေကိုတွန်းလိုက်ပြီးဒီတစ်ခါတော့သူ့ရဲ့ကော်ပြားကိုထည့်ကြည့်ပြန်တဲ့ချက်ချင်းဆိုသလိုပဲကော်ပြားပေါင်း100ထပ်ထွက်လာပြန်ရောဒါဟာမော်အိုးကြီးပဲဖြစ်ရမယ်ဘသူကထင်ထားမှာလဲကိုပီဟာအယံအံ့ဩပြီးဝမ်းသာသွားတယ်ဒါနဲ့အိုးကြီးကိုအိမ်ကိုချက်ချင်းတည်လာခဲ့တာပေါ့အိမ်ရောက်တော့ကြက်ဥတစ်လုံးထည့်ကြည့်လိုက်ပြန်တယ်မကြခင်မှာပဲအိုးထဲကကြက်ဥတွေရှန်ထွက်လာတော့တာပဲပန်းသီးတွေမုန့်တွေကိုထည့်လိုက်တဲ့အခါမှာလဲအစာပေါင်းများစွာပွားလာပြန်တယ်ငါမျက်စိကိုတောင်ငါမယုံနိုင်ဘူးအခုဆိုရင်ဒီမြေမကောင်းတဲ့လဲကွက်မှာပင်ပန်းခံနေဖို့မလိုတော့ဘူးဒီပစ္စည်းတွေကိုဈေးမှာသွားရောင်းလို့ရပြီနေ့တိုင်းကိုပီဟာအိုးထဲကနေပွားလာတဲ့ပစ္စည်းအသစ်တွေကိုမြို့ထဲမှာသွားရောင်းတယ်တနေ့အဝတ်ထဲတနေ့ဟင်းသီးဟင်းရွက်နောက်တနေ့ပဲမျိုးစုံပေါ်ဘာပစ္စည်းပဲထည့်စပေါင်းများစွာပွားပေးတာကိုဒါကိုမြင်ရတဲ့တခြားဈေးသည်တွေကမနာလိုဖြစ်ပြီးမင်းကြီးရဲ့စစ်တီတယောက်ကိုတွားတိုင်ကြတယ်နောက်တနေ့မှာတော့စစ်တီဟာကိုပီနောက်ကိုတိတ်တဆိတ်လိုက်ကြည့်ပါလေရောအဲ့ဒီနေ့မှာကိုပီကကြက်ပေါက်ကလေးတစ်ကောင်ကိုအိုးထဲထည့်လိုက်တာနဲ့ကြက်ပေါက်ကလေးတွေရာနဲ့ချီပြီးအိုးထဲကထွက်လာတာကိုစစ်တီကမြင်သွားတယ်ကြက်ကလေးတွေဟာတအိမ်လုံးအပြည့်ပဲတစ်ကောင်ဆိုကိုပီခေါင်းပေါ်မှာတစ်ကောင်ကထမင်းပကံထဲမှာတစ်ကောင်ကထိုင်ကုန်အောက်မှာနဲ့စစ်တီလည်းချက်ချင်းပဲမင်းကြီးစီသွားပြီးသတင်းပို့လိုက်တယ်မင်းကြီးကကိုပီနဲ့မော်အိုးကြီးကိုသူ့စီချက်ချင်းခေါ်ဆောင်လာဖို့အမိန့်ပေးလိုက်တော့တယ်ကိုပီကိုမင်းကြီးရှိခေါ်လာတဲ့အခါမင်းကြီးကမော်အိုးကြီးကိုနိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းပိုက်လိုက်တယ်ကိုပီခမရအယမ်းကိုစိတ်မကောင်းဖြစ်သွားတာပေါ့မင်းကြီးကငါရဲ့စီးစိမ်တွေကိုတိုးပွားစေမဲ့မော်အိုးကြီးကိုတေချာကြည့်ရအောင်မယ်ဆိုပြီးအိုးထဲကိုငုံကြည့်လိုက်တဲ့အမတ်တွေကအရှင်မင်းကြီးတတိထားပါလို့တားပေမဲ့မင်းကြီးဟာခြေချော်ပြီးအိုးထဲကိုပြုတ်ကျသွားပါလေရောဟာမင်းကြီးအိုးထဲပြုတ်ကျသွားပြီမိနစ်အနည်းငယ်အတွင်းမှာပဲအိုးထဲကနေမင်းကြီးပေါင်း100ကျော်ထွက်လာတော့တာပဲစစ်တီတွေလည်းဘယ်မင်းကြီးကိုနာခံရမှန်းမသိပဲမျက်စိလည်းကုန်ကြတယ်မင်းကြီးတွေကလည်းငါကမှဘယင်စစ်ငါကမှအစစ်ဆိုပြီးရာဇပလင်အတွက်တယောက်နဲ့တယောက်ရန်ဖြစ်ကြတော့တာပေါ့ကိုပီဟာဒီမော်အိုးကြီးကဘလောက်အန္တရာယ်များတယ်ဆိုတာသိသွားပြီးရှုပ်ရှက်ဖြစ်နေတော့အိုးကိုတဲပြီးနန်းတော်ထဲကနေတိတ်တဆိတ်ခိုးထွက်လာခဲ့တယ်ပြီးတော့6ကမ်းပါးတစ်ခုပေါ်ကနေအိုးကိုလွှတ်ပစ်လိုက်တယ်အိုးကြီးဟာအစိတ်အမွှားကွဲထွက်သွားပြီးပျောက်ကွယ်သွားပါတော့တယ်အဲ့ဒီနေ့ကစပြီးကိုပီရဲ့လက်ကွက်ထဲမှာကောက်ပဲသီးနှံတွေဟာအရင်ကထက်ပိုမိုဖြစ်ထွန်းလာခဲ့တယ်ကိုပီဟာမြေစီလွာကောင်းမွန်ပြီးချမ်းသာကြွယ်ဝလာဖို့ဆိုတာမော်တက်နဲ့မဟုတ်ပဲမိမိရဲ့လုပ်အားနဲ့သာဖြစ်တယ်ဆိုတာကိုနားလည်သွားပြီးထာဝရပျော်ရွှင်စွာနေထိုင်သွားပါတော့တယ်